မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြည်တွင်းဖြစ်ရဲ့ update သတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုလက်ရှိမှာတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအတော်လေးကိုစိတ်ဝင်စားမှုမြင့်တက်နေတဲ့အမှုပညာရှင်တဦးရဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါအဆိုတော်နဲ့တရုတ်ဆောင်တဦးဖြစ်တဲ့လာမစ်ကဗျာခေါ်ဒီဂျီမိုဟာသက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေရဲ့ဖမ်းဆီးစစ်ဆေးခြင်းကိုခံရတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်ဒီကနေ့ဗီဒီယိုမှာတော့အဆိုပါဖြစ်စဉ်ရဲ့အကြောင်းရင်းရဲ့နောက်ဆုံးရရှိထားတဲ့အခြေအနေတွေကိုစူးစီးတင်ပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်အဆိုပါနုပညာရှင်အနေနဲ့နေမြေဒေသတစ်ခုမှာပြုလုပ်ခဲ့တဲ့အလှူပွဲတစ်ခုမှာတွားရောက်ဖျော်ဖြေခဲ့တာကနေစတင်ခဲ့တာဖြစ်ပါတယ်အဆိုပါလူပွဲအတွင်းဖျော်ဖြေတင်ဆက်နေတဲ့ရုပ်သံဖိုင်တွေဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာကြဲကြဲပြန့်ပြန့်ပြန့်နှံ့သွားခဲ့ပါတယ်အထူးသဖြင့်၎င်းဖျော်ဖြေခဲ့တဲ့နေရာဒေသရဲ့အခြေအနေနဲ့ပတ်သက်ပြီး online ပေါ်မှာဝေဖန်ဆွေးနွေးမှုတွေပြင်းထန်ခဲ့တာကြောင့်အခုလိုမျိုးသက်ဆိုင်ရာကစောင့်ကြည့်စစ်ဆေးရတဲ့အခြေအနေထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်ရုပ်သံဖိုင်များပြန့်နှံ့ပြီးနောက်ပိုင်းမှာတော့သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်တွေဟာအဆိုပါအမှုပညာရှင်နေထိုင်ရာနေအိမ်သို့တွားရောက်ကခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်လက်ရှိတွင်၎င်းအားစစ်ကြောရေးသို့ပို့ဆောင်ထားသည့်ဆိုသည့်သတင်းများထွက်ပေါ်နေတော့လဲအချို့သောနှိစက်သူများနှင့်သတင်းရင်းမြစ်ဤဖော်ပြချက်အရဒါဟာဖြစ်စဉ်အခြေအနေကိုခေါ်ယူမေးမြန်းယုံသားဖြစ်တယ်လို့လဲဆိုထားပါတယ်အခြေအနေရရက်ကိုတေချာစွာစစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေစေဖြစ်ကြောင်းသိရပါတယ်အဆိုပါဖြစ်စဉ်တွင်လာမစ်ကဗျာဒီမကပဲသူမနှင့်အတူအလူဝဲတွင်ပါဝင်တည်ခဲ့သည့်ဆိုင်းအဖွဲ့ကိုလည်းအရေးယူရန်ပြင်ဆင်နေကြောင်းသတင်းများအရသိရပါတယ်အမှုပညာရှင်တွေအနေနဲ့နေမြေဒေသအသီးသီးကိုတွားရောက်ဖျော်ဖြေရမှာလက်ရှိအခြေအနေတွေအရတည်ထားရမယ့်အချက်တွေကိုဒီဖြစ်စဉ်ခါမီးမောင်းထိုးပြနေပါတယ်လက်ရှိမှာတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားချက်တွေရှိလာရင်လည်းကျမတို့ channel ကနေဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို subscribe လုပ်ထားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်